ဒါကတော့ရှိုးလိုက်ကျွန်တော်ဘာကလေးစောနေဆိုတော့ပထမရေကိန်းနဲ့တွေ့ရနော်ခုရေကိန်းတော့မဟုတ်တော့ဘူးဗျငှက်ပြောသီးကောင်တော့ဘာကောင်လဲတော့မသိဘူးပထမစအောင်ဆုံးစောခုမှပထမဆုံးထောင်ထဲမှာရောက်နေမတကားလည်းမခွင်ထားဘူးဗျအဲ့ကြတော့ဒီမှာလက်ကလေးလေးတွေ့လက်ကလေးတောက်အောင်ကျဲလို့မြင်အောင်ရှော့ထွက်နေလက်ကလေးကတက်ပြီးတော့ဟိုဘက်ပိုင်လုံးရှိရပါတော့ပိုင်လုံးကတော့လို့ရရထင်တာပဲဟောအေးဟုတ်တယ်ပိုင်လုံးကဒီမှာအပေါက်လေးပါရှိတယ်ပထမငါတို့စောတဲ့ကိုရဲကင်းနေတော့နေခက်စင်နေမယ်ဟောအကုန်လုံးတူလားမတူလားတော့ငါလည်းမသိဘူးပြီးတော့ဒီဒါလေးတကားပေါက်ပြီးအောက်ဆင်းရတယ်နော်ဟုတ်တယ်တူတယ်နည်းနည်းတူတယ်ဒါကုလိကတဲ့တော့ရေပိုင်ကောင်းနေရှိတာပဲအဲ့ရေပိုင်ကောင်းတော့ဝါရင်တော့ဘေးရောက်လဲတော့မသိဘူးကွာရေပိုင်ကောင်းအရင်တော့ဝါလိုက်မလားလာဘလို့လေဟာဒါဘေးထတော့အော်ဒီမှာတစ်ခလုတ်တွေ့ပြီဟာခလုတ်လေးနဲ့ရပြီတော့ကြော်ကွာရှင်းစင်းတော့လွယ်လေးပါပကွာပရိုဆိုတော့ easy ပေါ့ဒါဘလို့လေဟာဟောဒီမှာဟိုကအားလေးယူလိုက်မလားပြန်ပြီဘလို့ရဖွင့်လို့မရဟောရခုတ်ကြတာအောက်ထတော့ရောက်သွားပြီရောက်သွားတယ်မသိဒါဘေးထိုင်းလေဟာဥစားမလားငါပြောသီးကောင်းမလားနော်လိုက်လာပြီဟာပြောင်းရေးလိုက်လာပြီလောက်အောင်ဟာဆုံးချပါခလေးလေးပါကွာငါပြောသီးကောင်းဒါအပေါ်တက်လာခဲ့လာရလာလို့ဟိုဘက်မှာခလုတ်ရှိအဲ့ဘက်ဘလုံးကမဝင်လဲပေါ့လို့မသိဒီမှာဝင်လို့ရလားမသိမရဘူးခလုတ်ကဘေးနားမှာလဲဟာခလုတ်ဒီမှာကျိုးကြည့်ကျိုးအောက်လိမ့်ပယ်ထားတာအောက်ဆင်းမရငါပြောသေးကောင်ဘေးအောင်လဲမသိတချိုက်ပြတ်သွားသူကလဲငါအောက်မှာထင်နေဟောလိုက်လာပြီလောက်အောင်ဟာပြောင်းနေရေးလောက်ပါအောင်ဟာခလုတ်တွေ့ပြီဘောတက်ပြီလားခလေးလေးလာရောမင်းလားနော်လိုက်လာခဲ့လားမလို့ကောင်ငါပြေးခဲ့တာအများကြီးရှိသွားကြီးလာမင်းလားရောကလေးလေးပါကွာငါပြောသေးကောင်းလေမင်းလားအပေါ်တက်လာခဲ့လားလိုက်နိုင်လိုက်ကွာမလိုက်နိုင်တော့အောက်ပြဆင်းသွားနော်ဟုတ်လားဒီမှာမလိုက်လာတော့ဘူးမင်းချလောက်ညောင်းသွားလို့မှလားတက်ပြီကွာစီဘောတော့ဒီဘောတက်ပြီဘေးနားရောက်ငါတို့ပထမရဲခင်းရတော့ဟိုအားထဲကိုကွင်းထဲကိုရောက်တာတော့ဘေးနားရောက်လည်းမသိဘူးငါတိပြီဒီနေရာဟိုကလောကအိမ်တာဒီပထမဆုံးအခန်းထင်းနေဟုတ်ကြည့်အောင်မဟုတ်ဟာအဲ့ဒါဒုတိယအခန်းဟိုခန်းဟာဟုတ်တယ်ကော်ပြိုင်းနဲ့ချုံဝင်ကြည့်အောင်ဝင်လို့လည်းမရဒီဘက်ကကော်ပြားပေးထားတာကော်ပြားနဲ့တူအောင်မဟာအနေကြီးလောက်နေလမ်းတော့လမ်းနေပကွာဘလို့ပကွာလာခေါင်းခိုင်းတော့ရောလွယ်လုံးနဲ့ဒါကြီးဒီနေရာပေါ်တော့လွယ်သေးရဲ့ကွာကလေးကိုခုံခိုင်းနေရကြည့်လိုက်တော့ခုနမောက်လို့ပြန်ကုန်ပြမယ်ကွာလွယ်လေးပါကွာကလေးလေးခုံနဲ့ကွက်လေးဒါပါနေရည်လေအရိုးကောင်းကြီးဒါတဲဝင်သွားပြီရွှေလေးစားရွှေလေးကဘာလို့ရလဲမသိဒီမီးရတော့မပြုတ်ကြပါဘူးကွာဘယ်လိုတော့ဒါပေးနေအလုံးကြီးဒါမြေလိမ့်တဲ့နေရာဟိုနေရာမှားရဟိုဘက်မှာဟာနေရာတိတ်ဝပထမပဲရှိသေးလို့နောက်တစ်ခါမတည်ဘူးမလားလုံးလေးလာခဲ့လားဟိုကမတည်ဘူးလားကောင်းလိုက်လားကြည့်လိုက်ကွာနောက်ဆုံးတစ်စင်မကြံတော့ဟိုဘက်မှာအဘက်ကိုသွားပြီးဘေးထွက်သွားမှာဟိုပထမဂိမ်းနဲ့တော့တူတယ်ဒီမှာဟုတ်တယ်လက်ကတင်းနဲ့တက်ပြီးဘေးဟိုထဲရောက်တာလားမသိဘူး
ဘောတဝါကြီးအောင်ကွာဟောတီဗီဒီငါတီဗီဟိုးစားကွာဟိုလေရဲလိုက်လို့ထွက်ပြရဒါကြထုံလုံးစားဦးလာကြီးอ่ะလာမင်းဒီတိုင်းမကြော်နိုင်ဟေးကြော်ရတယ်ဘေးသွားမလောက်အောင်ဟာနေရာလေးပြကြပါအောင်ဟာအဲ့ဒီဟာကြီးလှည့်ရမှာအေးလိုက်ရလောက်အောင်ဟာဒီမှာအနောက်ကလိုက်ဟေးဟောမမြင်ဘူးနော်ငါတယောက်တည်းမြင်ရတာလားမသိဘူးရောက်လိုက်လာပြီပြအပေါက်ကမတွေ့ဘူးဟာလောက်အောင်ဟေးဟိုနားမှာချင်းတွေ့ခဲ့ရင်ချင်းတော့တက်ကြည့်ရလားမသိပြကြော်သွားပြီအော်အစားတော့ပြန်စားမစားဘူးခငါနေရပဲငါလှည့်ပြီးဆိုတော့ငါဟိုထဲဟိုမှာတွေ့အပေါက်အဲ့ထဲတောင်းဝင်ရအောင်မင်းလိုက်လာကြလားကလေးပါကွာလေးကလေးကခုံကရနေရှိုးလိုက်ကွာဟာရဲ့ပထမဦးဆုံးပဲရှိတယ်လေကလေးခုံလားကူကမပြုတ်ကြဘူးကွာလာမင်းလိုက်လာကြလားငါတယောက်တည်းမြင်လာတာမသိဟိုကောင်လည်းမမြင်ဘူးထင်တယ်ကျော်ဘယ်နဲ့ဆင်းလဲတော့နောက်တစ်ဆင်းဒီဆင်းကလွယ်ဆုံးနောက်ဆင်းပုံလုံးလွယ်သေးကွာကလေးလေးဒီနောက်တော့ပြဘီနာတွေတောင်းအောင်မသိဘူးကွာလက်ကလေးတောက်လျှောက်တက်နေရောဟင်းပြီးနိုင်ဝေဘီနာထက်ရောက်ဒါကျိန်းနဲ့မဟုတ်ပါခုနလှဲတဲ့ဟာကြီးနဲ့အပေါ်တက်ကမှထင်နေဟုတ်တယ်ပေါ်တက်ကမှအဲ့ဒါလေးလဲဟမ်ဘာကြီးလဲမောင်ဝါလေးနဲ့တက်လိုက်တော့မောကွာအဲ့ပေါ်တပီဘီနာထက်ရောက်မှာဟောဟိုကထင်နေရဲကင်းဟိုစိတ်ကြီးပြကြတဲ့ခံဟောလားမသိပေါက်ကြီးပိတ်တာငါဘေဘက်သွားအောင်ဟိုမှာခလုံးလဲတွေ့တယ်နှိပ်လို့ရမှာမလဲဟိုဘက်မှာမြားပြတ်ထားတာအေးအဲ့ဘက်မှာနေတယ်ချိုးဘူးတိဗီထားအမြန်ပြီးတဲ့ခံချိုးတောက်လိုက်မလားချိုးတောက်ပြီးအမြန်ပြေးလို့ရတယ်ရှိုးလိုက်ကွာပလို့လားခုံခိုင်းတော့တခါတည်းနဲ့ပြီးအောင်ခုံမယ်လားရောဒါပေါ်လဲတည်တယ်ကွာရောဟေးမြန်နေရထိလို့မရအောင်လောက်အောင်ဟာကျန်းတော်နာပဲအိုးတေတော့မယ်နည်းနည်းပဲလို့ရဟာချီဖြစ်ကုန်တော့မှာပဲဒီလေကတဲ့ထုံထုံစားဦးလိုက်အဲ့တကောင်နာမည်ပဲတည်ကျန်းတဲ့ကောင်နာမည်တခုမှမသိဒါဘေးနားလေထိုင်ကုန်နေနဲ့ဘာလုပ်ရမှာဒီမဲ့ဘေးထဲဝင်လက်ကတဲ့နဲ့ဒီနားကိုတက်ကမယ်လေလက်ကတဲ့ဘေးနားမှာဟာလက်ကတဲ့တော့ငါ့ကိုတွေ့ရပြောဗမာလေလက်ကတဲ့ဟိုမှာရဲ့အပေါက်ကြီးတော့ရှိတယ်ခလုတ်ဖွင့်လိုက်မလားဒီမှာလက်ကတဲ့တွေ့ခလုတ်ကြီးဘာကြီးလဲဟိုလက်ကတဲ့ဘေးနားခလုတ်ကြီးဘာလဲမသိဘူးဖွင့်ခဲ့လိုက်လက်ကတဲ့ယူပြီးတော့ငါအပေါက်တက်ပြီကွာဒီပေါ်တက်ပြီးတော့မင်းတကယ်ကောင်းနေချမယ်လို့ထင်တာပဲအမေးနေပြီဟာခင်ဗျာစောတာကြာပြီဆိုဘေးဝမ်းရှုပ်တယ်တက်လို့မရဘူးဘာကြီးပေါ်လာဘလို့တော့တက်ကမှအနာပြန်တက်ရှုပ်တယ်ဘေးကိုဆိုတော့မဘေးကိုလောက်ပါအောင်တက်လို့မရအောင်လောက်အောင်ဘလို့တက်ကလည်းလုံးပြပါအောင်ပြန်လို့ကြပြန်ဒီကနောက်ဆုံးတစ်ခါတက်ပြီလားဘေးနားလေးမတင်ပါတော်သေးပါလေရပါလေမရလေတိုင်ပတ်နေဘာနားလဲဒီနားလွဲတာလေးဆွဲရတယ်လေးနဲ့မဟုတ်ငါမလေးလေးပြီးနေတော့ပြုတ်ကြတော့တေးမှာရွှေဟိုမှာလက်ကလေးတွေ့တက်နာဘိနာကြီးဟာပိုက်လုံးတွေလွဲတာဒီခန်းလွဲဆုံးခန်းပဲပိုက်လုံးတွေနဲ့ဒါဘိနာကိုထပ်သွားမှာငါပထမစော်လုံးကတော့ပိုက်လုံးတွေကနည်းနည်းကိုကတော့များသလားမများတော့ပါဘူးနော်ဒီတိုင်းပါပဲပြီးတော့ပိုက်လုံးတစ်ခုနဲ့တစ်ခုကတော့ခြားနဲ့ကိုခေါင်းအောင်မလားလွယ်လိုက်တာလေးနည်းချင်အောင်ပဲဟာဒီဟိုဘောတက်ပြီးတော့
နေရပြောင်းနေလောက်ပါဟာအော်ဒီရှင်းပါဒီရှင်းဟာကြောင်ပြောက်ရင်အော်အေးဒီမှာယောဟာတက်လို့မရအောင်အော်အေးဒီမှာအပေါ်တက်တယ်အပေါ်တက်သွားလိုက်မလားငါစော်ဘူးတဲ့ဂိမ်းကြီးကတော့တူပါဒါပေမဲ့မေးကုန်ပြီဟာစော်ရကြတော့အဘိနာထက်သွားမှာညဒီနားလဲဟိုရေပိုက်ကောင်းနေနေဟာဒါပါကြီးလေဟိုရှေ့ပေါ်သွားမှာလားအဲ့ဒါဘာကြီးလဲမသိလှည့်ပေးခဲ့လိုက်အောင်နော်အော်အေးမန်ဟွာတခုတော့ပိတ်သွားမသေးဘူးထင်တယ်မသေးလောက်ထင်တယ်ဟိုအသေးတယ်ဟာအဲ့ဆိုဟွာနောက်တစ်ခုနောက်ခုလဲရမှာဘယ်နားမှာလဲဟာအောက်မှာလားမသိအော်အေးဟိုမှာတခုတွေ့အဲ့တခုတွေ့ပြီနောက်တစ်ခုငါမတွေ့ဘူးလေဘယ်နားမှာသူကအောက်မှာလားအောက်မှာလည်းမရှိပါဘူးဟိုဘက်မှာလားအော်မဟုတ်ဘူးရဟိုမှာတွေ့အော်အေးဟိုဘက်မှာအော်စားလာဒီအောင်ဒါဖွင့်ပြီးတော့ရလောက်ပြီးတော့ထင်တာပဲအေးအောက်တူတာတော့မယ်ဘယ်မြစ်တက်ပြီကွာခုနဟွာလေးပါတခုဖွင့်ပြီးပါဆိုတော့3ခုပေါ့နော်အဲ့ဒါမြန်မီးဟိုခုနလိုတိမ်မတော့မှမဟုတ်တော့ခုမှဟိုလေဘဲ64ပဲရှိသေးတယ်သွားတဲ့ခီးကဝေးကြီးပဲဒီဟိုပါလေခြေပဲကောင်းတက်ပြီးရင်ငါတို့ဟိုကရောက်မှထင်နေပါလေအော်အေးဟိုမှာပိုက်ကောင်းကပိုက်ကောင်းတစ်ခုတွေ့အပိုက်ကောင်းနဲ့ဝင်သွားရင်တော့ဟိုသာဟိုစိတ်ဦးကြီးနဲ့ငါစိတ်ဦးကြီးနဲ့တွေ့ချင်နေအော်အဲဘာပြောလောက်အောင်အော်အေးဒီမှာဒီဘောလာတက်အစိတ်ဦးကြီးနဲ့ချချင်နေစိတ်ဦးကြီးမတွေ့ရကြလို့မတွေ့ချင်တော့ဒါပါကြီးဟာအဲလေးခုနမလေးမဟုတ်ပြန်လားမသိဟုတ်တယ်အေးယောအေးအောင်ရေးလောက်အောင်ဟာအာငါကြုံတိနေအေးမိစံဖြစ်နေအေးတိတော့လောက်အောင်ဟာအဲ့လို30တော့ဘလို့ခေါင်းအေးယောရေးဘလို့ကြီးလဲဟာရတယ်ကွာဒါနောက်တစ်ခါယောအေးဒီကမရတော့ဒီကမနာတော့ဟာအေးပါကွာဒီကတော့မင်းမရတော့ဘူးယောဒီကတော့မင်းကငါတော့ကလေးလေးပြောသွားပြီယောဒီတက်တက်လေးလေးအေးဆေးပဲယောအော်ရခေါင်းများတော့ဒီခမ်းပြီးဟိုရောက်မှတင်တယ်အောက်ကလီမုန်းဆိုင်နဲ့လေကွာမှုတ်ပြီးတော့အဲ့တော့အပေါ်တက်ကလည်းအဲ့လွဲပါလေအေးဟုတ်တယ်ယောပြောမှန်သွားပြီဒီကတော့နှစ်ခါသုံးခါလောက်ပြောမှန်ကိုမမှန်တော့အေးအောက်ကြပါအေးတော်လေးပါလေခုံလိုက်တာအေးအပေါ်တက်ကွက်တီပဲဒီကိန်းလည်းငါတို့ပထမဆော့ရဲကင်းနဲ့တူတော့ဒီကိန်းလည်းဟွာရောက်မှထင်တယ်ဟိုရဲကြီးရလေကွာရဲလားဘာတူလဲမသိငါတို့ဟွာနဲ့ခွဲချမ်းဖတ်တွေနဲ့လည်းပါဖတ်ဟိုစားလေကွာခန်းကျင်ဒီဖတ်တွေနဲ့လိုက်ပစ်တာလေအဲ့ကောင်ထင်တယ်အေးဟိုမှာဘာကြီးလေငမန်းရောအေးငမန်းငါဘယ်လိုလုပ်မှာအပေါက်လည်းမသိဘယ်နာထောက်ရောတနက်ကငါတို့ပထမတော့တနက်နဲ့ပြကတနက်ကတော့ခုပါလားမသိလိုက်လောက်အောင်ဟာမြန်းတာအဲ့ကြကြီးရတနက်ကဘယ်နာမှာအဲ့ခန်းကျင်ဒီဘက်တွေနဲ့ပြစ်နေအဲ့နှေးဝါးကြီးလုံးဟာအော်တက်လို့ရတယ်ဟာအေးလိုက်လာပြီမေးလုံးပါအောင်ဟာမေးလုံးပါအောင်လိုက်လာပြီလုံးပါအောင်ဟာ